Welcome to my channel. This time, I'll be exploring the night markets while walking around and trying some delicious food. In this video, I'll take you to the Mekong River Night Market and the Food Night Market. I'll try some of Laos' famous dishes like noodles, oyster, papaya salad, and grilled chicken. Let's dive into the vibrant atmosphere and tasty treats together. Ni yadi uru aro mine time abe muli pue li yoani muli yoani bade oh yes di ma thak lai okay မိုက်တယ်ထိုင်းတက်ဆိုင်ကမ္ဘောဒီးယားနူတယ်လည်းကောင်းသူလာအိုလည်းအရင်ကောင်းတယ်ကမ္ဘောဒီးယားတော့နည်းနည်းချိုတာပေါ့နော်အဲ့ဒါတော့ကောင်းတယ်အဲ့ဒါလေးပါကြည့်ရပြပါမယ်ဒီတော့ဒုံးနဲ့တက်တာSorry.ဒီဘက်ထဲမှာတော့စားစရာရှိတော့မယ်ပုံမှာပဲကျွန်တော်တို့လမ်းလျှောက်လာတာပေါ့နော်ဈေးထဲမှာတော့စားစရာမရှိဘူးဒီအရုပ်ကလေးတွေရောင်းတယ်အဝတ်စားတွေများတယ်ဖက်လက်တွေရောင်းတယ်ဒါနိုင်မာကတ်ဆိုတော့စားစရာမရှိဘူးထူးဆန်းတယ်ဒီမှာအားဒါလမ်းကြောင်းနှစ်ကြောင်းခွဲသွားပြီဟိုဘက်ကဘာလမ်းကြောင်းလဲမသိဘူးလို့ကျွန်တော်တို့ညာဘက်ကိုသွားservice တွေဘယ်လိုလဲမသိကြီးရပဲโอเคကျွန်တော်တို့ခုနနေရာနေလမ်းလျှောက်လာတာဒါကနောက်ထပ် point တစ်ခုကိုရောက်ပြီပေါ့နော်ပြောမှလည်းမျက်မှန်နေအိတ်တွေအင်ကြီးတွေဒီမိန်းကလေးအလားပြည့်စည်ဆိုင်တွေပေါ့နော်ဒါတွေပဲအရင်များပါတယ်ကျွန်တော်တို့အခုချိန်ထိဒါအဝတ်စားတွေပဲတွေ့ပါတယ်စားစရာတွေမတွေ့ပါဘူးနိုင်ရည်နဲ့ perfume တွေပစ္စည်းတွေပဲအဲ့ဒီအဝယ်စားရဖုန်းပစ္စည်းလာအိုဘီယာနဲ့ဘာခေါ်ဆွဲကြောကိုရီးယားကင်းအေးကောင်းလာဟိုအချိုလေးကြောက်ကြောကိုရီးယားကင်းအေး
ชอบต่อก็โอเคนี่แล้วก็ยีเว้ยเนี่ยดีกว่าเป็นเลือกชอบต่อเราแต่เนี่ยกุ้งดอดีเจ๊จ่อยตั้งเว้ยแล้วคู่เว้ยอยู่ไหนลิဒီဥစ္စာကလာအိုနိုင်ငံရဲ့ဒီမော်ရီတောင်ပေါ့နော်ကောင်းတယ်အာရှတကူဒရိုက်လုံးကဒီမော်ရီတောင်ရန်ကောင်းပါတယ်ကျွန်တော်တို့အခုနိုင်မားကတ်ပေါ့နော်နိုင်မားကတ်ကိုဆင်းပါမယ် Oh my god နိုင်မားကတ်တေးချောက်မှာအောက်ကရေတော်တော်အေးရနိုင်မားကတ်တေးချောက်မှာကြောက်ရပါတယ်လူတော့မရှိဘူးလူနဲ့နိုင်မှာကဘေးချင်းကဲရပါပဲဟိုမှာโดยกินนี่เลยစိတ်ဓာတ်ပြုတ်မြန်ဝါဒီမဲ့တယ်ว่าไม่ไหวดูเราแค่好坏 star 不啦坏 star Thanks for watching. Don't forget to like, comment, and subscribe for more adventures. See you in next video.